ပထမဦးဆုံးဒီကွန်ပျူတာစတင်အသုံးပြုတဲ့အခါမှာညာဘက်လက်က mouse ကိုင်တာကျွမ်းကျင်အောင်လေ့ကျင့်ခန်းလုပ်ဖို့လိုအပ်ပါတယ်အဲ့လိုလေ့ကျင့်မှုအတွက်ကျွန်တော်တို့ Microsoft Paint မှာပုံဆွဲတာတွေ color ဖြည့်တာလေးတွေတွားပြီးတော့လေ့ကျင့်ခန်းလုပ်မယ်ကိုလုပ်ထားတဲ့ဟာတွေသိမ်းထားဖို့အတွက် file တစ်ခုဆောက်ပါမယ်အဲ့တော့ညာကလေးနှိပ်လိုက်မယ်ပြီးရင်ဒီမှာ right click နှိပ်ပြီးတော့ဒီမှာ new folder ဆိုတာရှိတယ် new folder နှိပ်ပြီးရင်နာမည်ပေးကိုကြိုက်တဲ့နာမည်ပေးလို့ရတယ်နော်အဲ့တော့ကျွန်တော်တို့ပုံဆွဲပေါ့ဥပမာဆိုရင်ဟိုလှုပ်တဲ့ဒီ paint နဲ့ပတ်သက်တဲ့ဟာတွေကိုဆွဲတဲ့မျိုးပုံတွေဒီ file ထဲမှာပဲသွားသိမ်းမယ်အဲ့တော့ file တစ်ခုလုပ်ပြီးပြီဆိုတော့တွားအောင်ဒီ search box မှာရိုက်ရှာ PAINT ပိတ်လို့ရိုက်လိုက်ရင်ပေါ်လာပြီဒီမှာအဲ့ပိတ်လို့ပေါ်လာပိတ်လို့နှိပ်လိုက်မယ်နှိပ်ပြီးတော့ကျွန်တော်ဒီအလွယ်ကူဆုံးဒီကျန်တာတွေမဆွဲသေးဘဲနဲ့ဒီလောလောဆယ်ဒီက shade တွေယူပြီးတော့ shade တွေကို Facebook color ဖြည့်ကြည့်လိုက်မယ်4000တခုယူမယ်သူ့ကို4000တခုယူမယ်နေရာလေးနည်းနည်းရွှေ့မယ်ဒီနားမှာထားမှာဟုတ်ပြီအဲ့ဒါကအနက်ဆိုတော့ရပြီဒီလောက်တော့ပြီသူကကိုစိတ်ကြိုက်ဒီမှာသူ့ပေါ်မှာကာစာ pointer လေးတင်ထားပြီးတော့ဒီကိုစိတ်ကြိုက်ရွှေ့လို့ရတယ်ဖိထားပြီးတော့သူဒီမှာ selection ဝင်နေတယ်အဲ selection ဝင်နေတယ်များဘာမှမဖြစ်ရွှေ့လို့ရသေးတယ်ပြီးတော့အဲ့ဒါကိုဟိုဒီလောက်ရပြီဆိုတော့တော်ပြီတခုပြီးရင်အဝိုင်းလေးတခုတော့ယူမယ်အဲအဝိုင်းလေးယူမယ်ဖိပြီးတော့ဆွဲလာမယ်ဟိုလိုချင်တဲ့နားဒီအဝိုင်းတခုဟုတ်ပြီအဲ့ဒါအယောင်ပြောင်းမယ်ပြီးရင်ဒီ page line တွေကကြည့်လို့ရစရုပ်တွေကိုဟိုတေးသေးလေးထားမှာဟိုစိတ်ကြိုက်ဝမ်းမှာထားတယ်အဲဆိုတော့တော်ပြီးရင်နောက်တစ်ခုထပ်ယူမှာပါလဲဆိုတော့ဒီ6တော့တစ်ခုထပ်ယူမယ်အယောင်ပြောင်းမယ်ဟိုမတူအောင်ခိုင်းရအောင်အဲ့ဒါပြီးရင်လို့လည်းတစ်ခါ site ပြောင်းမယ်ဒီမှာဒီဝက်စားပြောင်းပြီးတော့တော်ပြီအဲ့ဒါပြီးတော့ပြီဆိုရင်နောက်တစ်ခုဒီတွေးစာလေးတစ်ခုယူမယ်အယောင်ပြောင်းမယ်အနေရောဒီဝက်စားကဒီလောက်ထားလိုက်မယ်စတုပ်ပေါ်တော်ပြီအဲ့ဒါပြီးလောလောဆယ်ဒီ၄ခုရှိတာပြီဆိုတော့ဒီအောက်မှာပါရှိနေတာဒီမှာအသေးပုံလေးတစ်ခုဆက်ဆွဲမယ်အဲ့အသေးပုံလေးကိုပိုင်အောင်လုပ်လိုက်မယ်အဲ့တော့တော်ပြီလို့ဆိုရင်ဒါဒီထဲကိုအယောင်သွားထည့်ဖို့အတွက်ကျွန်တော်ဒီမှာ keyboard ကဒီက B ကိုနှိပ်လိုက်ရင်ရ keyboard က B နှိပ်လိုက်ရင်ဒါ fail က save လေးဖြစ်သွား fail ကလားတော့ save လေးဖြစ်သွားပြီဆိုတော့လည်းကျွန်တော်ဒီမှာကိုဒီထဲမှာဘာအယောင်ထည့်ချင်တော့ကိုထည့်ချင်တဲ့အယောင်သွားယူပြီးသူ့ဆက်လက်ပေးအဝါရောင်အနေနဲ့အဝါထည့်လိုက်ပြီးရင်နောက်တစ်ခုဘာအယောင်ယူမလဲဆိုတော့အနက်ထဲကိုကျတော့အနေထည့်လိုက်မယ်ရောပြီးရင်နောက်တစ်ခါအစိမ်းအယောင်ထည့်မယ်အဝါရောင်လေးရောပြီးရင်ခရမ်းရောင်ဘာရောင်ပန်းရောင်ကြခရမ်းရောင်ဒီအပြားထဲမှာလာထည့်မယ်ပြီးရင်အပြားရောင်ဒီပန်းရောင်ထဲမှာလာထည့်မယ်ဒါဆိုရင်တော့တော်ပြီဆိုတော့ကျွန်တော်ဒါလေးကိုဒီကောင်လေးသိမ်းမယ်သိမ်းဖို့အတွက်ခုနကကျွန်တော်တို့လောက်ထားတဲ့ file နဲ့ပုံဆွဲရဆိုတဲ့ file နဲ့မှာသိမ်းဖို့အတွက် file ကိုနှိပ်မယ်နှိပ်ပြီးတော့ဒီ save ကို control ကဒီက keyboard control s ကိုလည်းနှိပ်လို့ရပထမဒီနေ့မှာ JPG ဟိုမှာနေရာမှာ PNG file မှာ JPG file ကိုပြောင်းပြီးရင်ဒီမှာနာမည်ပေးလို့ရတယ်အယောင်များပေါ့မှာဆိုထားပါတော့အယောင်များပေးပြီးတော့ဒီမှာတစ်ချက်တော့ခုနကျွန်တော်တို့ဒီမှာပုံဆွဲရဆိုတဲ့ထဲကိုဆက်လက်ပေးလိုက်ပြီးရင်ရွေးပြီးနာမည်လည်းပေးပြီးဆိုရင် open သူ file ဖွင့်ပြီးတော့ပြီးဆိုရင်အဲ့မှာကျွန်တော်တို့ဒီမှာရောက်နေပြီခုနကပုံဆွဲရဆိုတဲ့ထဲကိုရောက်သူ့ file ထဲမှာသာသိမ်းမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီဟာခုနကကျွန်တော်လှုပ်ထားတဲ့ပုံဆွဲရဆိုတဲ့ file အဲ့ဒါဆက်လက်ပြီးဖွင့်လိုက်ဖွဲ့ပြီးဆိုရင်ဒီအယောင်များဆိုတဲ့နာမည်နဲ့ဒီတပ်ပုံက ID ခုဒီကျွန်တော်ဒီလုံနေတဲ့ပုံက ID ထဲမှာရောက်သွားမှာ okay ဒါဆိုခဏဒီမှာလဲဟိုမှာသူပြတယ်အဲ့တော့သူ့ကိုခဏထားလိုက်ပြီးရင်ရောက်သွားရင်တော့ကျွန်တော်ခုနဒီမှာပုံဆွဲရဆိုတဲ့ထဲမှာကြည့်လိုက်ရင်ဒါခုနကျွန်တော်လှုပ်ထားတဲ့ဟာလေးရောက်နေပြီ